iPad လေးနှလုံးနဲ့မိတ်ဆက်ပေးမယ်ဒီကောင်လေးက iPad 11 Gen ဒီကောင်လေးက iPad Pro M5 ပေါ်ပါ3 Gen နဲ့ညီကိုတွေနောက်ဆုံး top model ဖြစ်တဲ့ iPad 11 Gen တော့တကယ်အဆင်ပြေတယ်30မကျော်ဘူးပေါ့ဗျာဒီ11 Gen လေးကစိုက်ကကောက်26ချိန်ပဲရှုမယ်ဘယ်ရက်100နဲ့အာမကန်6လကျောင်းပဲရောင်းချပေးတဲ့ဈေးက18,500ကျပ်သည်ဒီကောင်ကတော့ iPad Pro M5 heavy သုံးမယ်ဗီဒီယို editing တွေလုံးဝအဆင်ပြေစေမယ် game တွေ heavy ဆော့လို့ရမယ် bass song လုံးဝ heavy ချပြင်းသုံးလို့ရတယ် iPad Pro M5 ဒီ iPad Pro တွေကစက္ကန့်ရောက်တော့တော်တော်ရှားတယ် parking တွေပဲပိုးတာဒီနောက်ဆုံးထပ် model ဖြစ်တဲ့အတွက် speaker တွေကပြောစရာမလိုဘူးဒီ iPad Pro M5 လေးက 2.6K Wi-Fi only ပါဖုန်းစက်အနာစာကင်းမဲ့အတတိုင်းကန်ရမယ်ဗျာအာမကန်9လကျောင်းပဲစိုက်ကကော63ချိန်ပဲရှိမယ်ရောင်းချပေးမဲ့ဈေးက49,500ကျပ်သည်ဒီ iPad Pro M5 ကတော့ဘူးတွေပါတာပေါ့အထက်မှာအားလုံးကျော်တော့အဆုံးပါမယ်အာမကန်9လကျန်ဆိုတော့ AC ပဲဒီ iPad 11 ကျန်ကတော့ဘူးမပါတော့ဘူးကျိုးကောင်း original ထည့်ပေးထားတယ်เนาะကျွန်တော်ရဲ့မွေးနေ့ဖြစ်တဲ့အတွက်ဒီ AirPod Pro လက်ဆောင်ပါမယ်ပြီးတော့39,000 short သေးလက်ဆောင်ရမယ်ဘာကြောင့်39,000 short ပေးလဲကျွန်တော်ရဲ့အသက်က39နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့39,000 short သေးနဲ့ AirPod Pro လက်ဆောင်ထည့်ပေးထားတဲ့အတွက်အမြန်လာဖို့ဖိတ်ခေါ်ပါတယ်ဗျအလုံးတစ်လုံးရုံးထွက်နိုင် Mr. ချန်ကဖုန်းကို11 Gen နဲ့ iPad Pro ရောက်ထားပါတယ်